မြန်မာချင်းချင်းလူမဆန်ကြတာကြည့်ပါဦးလူကုန်ကူးတဲ့လူတွေကကားစီးထဲမှာမြန်မာ15ရောက်ကိုတင်ပြီးတော့ခေါ်လာတယ်ကား10မြောင်းနဲ့ထိုးကြပြီးတော့ accident ဖြစ်သွားတာပေါ့နော်အသက်ရှင်ရရှိနေတဲ့ကားသမားပါဝင်မြန်မာ6ဦးကကဲတင်ဖို့မစင်စားဘူးအဖမ်းခံရမှာကြောက်ပြီးတော့ကိုလိုယုံထွက်ပြေးသွားတယ်အဲ့တော့ကားထဲမှာပိတ်မိပြီးကြံနေတဲ့မြန်မာလူသား9ဦးကပိတ်မိပြီးတေသွားတာပေါ့နော်စင်းလာကြလို့ရှိရင်ဒါအသက်ရှင်နိုင်ဖို့ရှိသေးတာပေါ့နော်ဒီဖြစ်စဉ်ကဒီဇင်ဘာ3ရက်နေ့မနက်9:00 နာရီလောက်ကဖြစ်သွားတာထိုင်းနိုင်ငံရချီပူရီခရိုင်မှာဒီမြန်မာလူသမား15ဦးလူကုန်ကူးတဲ့လူတွေကဒီကားတစ်စီးထဲမှာထည့်ပြီးတည်လာနေအဲ့ဒီဖြစ်သွားတာကားသမားပါဝင်မြန်မာ6ဦးကတော့ဒါထွက်ပြေးသွားပြီပေါ့နော်ကားမောက်တဲ့ဖြစ်စဉ်ကကားဝင်ချိန်အရမ်းများလို့ပေါ့နော်ဘီးပေါက်သွားတဲ့အတွက်မထိန်နိုင်တော့ပဲ10မြောင်းတွင်းမှာကြာသွားတာလို့တော့ထိုင်းသတင်းတွေကဆိုထားပါတယ်ထွက်ပြေးသွားတဲ့ကားသမားနဲ့မြန်မာလူသမား6ဦးအနက်ရောင်ကားစီးရတာခေါ်ထုတ်သွားတယ်လို့လည်းထိုင်းသတင်းတွေမှာဖော်ပြထားတယ်အဲ့ထွက်ပြေးသွားတဲ့ကားသမားနဲ့အပါဝင်မြန်မာ6ဦးကိုထိုင်းရဲတပ်ဖွဲ့တွေကတော့လိုက်လံရှာဖွေနေပါတယ်ဒါလူမဆန်တဲ့သူတွေအမြန်ဖမ်းမိကြပါစေမြန်မာချင်းချင်းဒါလူမဆန်တဲ့လုပ်ရက်ပေါ့လေအမြန်ဖမ်းမိပါစေလို့ပဲဆုတောင်းပေးရမှာပေါ့